ကျမနာမည်ကမရီမွန်ဖြစ်ပါတယ်လက်ရှိမှာဖောင်တော်ဖုန်းတော်ချီတင်ပညာရေးကျောင်းမှာဆရာမတစ်ယောက်ဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ကျမရဲ့ပညာရေးခီးလန်းကတော့မွန်ရွာတက္ကသိုလ်ကနေယူပဗီဒဘာသာရပ်နဲ့ဘွဲ့ရရှိခဲ့ပါတယ်။တစ်ဖက်မန္တလေးတက္ကသိုလ်ကနေပြီးတော့ပဲယူပဗီဒဘာသာရပ်နဲ့မာစတာဘွဲ့ကိုဆက်လက်ရရှိခဲ့ပါတယ်ရှင်။ကျမရဲ့ရည်မှန်းချက်ကတော့လူငယ်တွေကိုပညာရေးမှတစ်ဆင့်ရည်ရှင်းပြေဝပြီးတွေးခေါ်ချက်ပြည့်တဲ့လူငယ်တွေဖြစ်စေချင်နေတာပါ။အဲ့အတွက်ကြောင့်မို့လို့ကျမကိုယ်တိုင်လည်းပညာရေးဝန်ဆောင်ဖြစ်ဖို့လိုအပ်လာခဲ့ပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့စဉ်းစားတဲ့အခါမှာကျမကိုယ်တိုင်လည်း Strategy First ရဲ့အကြောင်းတော်ဟောင်းတစ်ယောက်ဖြစ်တာရဲ့ Social Media မှာ Strategy First ရဲ့ Scholarship Program လေးကိုတွေ့ခဲ့တဲ့အတွက်ကြောင့် MBA Scholarship ကိုရှောက်ဖို့ကျမကိုယ်တိုင်ကြိုးစားခဲ့ပါတယ်။ကျမအနေနဲ့ဆရာမတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေလည်းထိခိုက်မှုမရှိအောင်အချိန်ကိုစနစ်တကျစီမံခန့်ခွဲပြီး MBA Scholarship အတွက်လိုအပ်ချက်တွေကိုအချိန်ယူပြီးကြိုးစားပြင်ဆင်ခဲ့ရပါတယ်။ MBA မှာသင်ယူရမယ့်ဘာသာရပ်တွေကကျမအတွက်သင်ယူမှုအသစ်တွေဖြစ်တာကြောင့်အခြေခံပို့ပြီးခိုင်မာဖို့ Pre-MBA ကနေစတင်တက်ရောက်ခဲ့ပါတယ်။ Pre-MBA မှာသင်ယူရတဲ့ဘာသာရပ်တွေက MBA တက်တဲ့အခါမှာများစွာအထောက်အကူဖြစ်ခဲ့ပါတယ်။ MBA တက်နေစဉ်မှာ theory နဲ့ real world case study တွေကိုချိတ်ဆက်သင်ကြားပေးမှုတွေအပြင်နိုင်ငံတကာမှာထင်ရှားကျော်ကြားနေတဲ့ company ကြီးတွေရဲ့စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုလေ့လာရတာကြောင့် strategic management နဲ့ critical thinking ဆိုင်ရာ concept တွေကိုလက်တွေ့ကျကျသိရှိနားလည်ခဲ့ပါတယ်။ activities နဲ့ group presentation တွေကိုနယ်ပယ်ပေါင်းစုံကတငယ်ချင်းတွေနဲ့အမြင်ချင်းဖလှယ်ပြီး knowledge sharing လုပ်နိုင်ခဲ့တာကအလုံးမဲ့တန်ဖိုးရှိပါတယ်။ဒါအပြင် SWOT analysis နဲ့ strategic planning tool တွေကိုလက်တွေ့အသုံးချနိုင်ခဲ့ပြီးproblem solving skill လေးတိုးတက်လာခဲ့ပါတယ်။ MBA ကိုလေ့လာခဲ့ပြီးနောက်မှာတော့ကျောင်းတွင်းစီမံခန့်ခွဲမှုဆိုင်ရာပြဿနာများကို strategically အရဖြေရှင်းနိုင်ခဲ့ပါတယ်။ leadership နဲ့ communication skill တွေလည်းတိုးတက်လာခဲ့ပါတယ်။မိမိကိုယ်ကိုယုံကြည်မှုရှိပြီးတော့အနာဂတ်အတွက်ပုံမတိကျခိုင်မာတဲ့ vision တစ်ခုလည်းရရှိခဲ့ပါတယ်။ကျမကတင်ယူမှုကိုတန်ဖိုးထားပါတယ်။